ต้องสอบมาไหมရေထဲမှာရှိတဲ့ခံစားချက်တွေကိုကြော်လွှမ်းနိုင်တယ်ကိုယ်တွေးတစ်ခွန်းနေမပြောနဲ့တခြားကြောက်ကြရဲ့ကြောက်တော့ပြောပါဘာလို့လဲဒီလိုမိန်းကလေးတယောက်ကငါ့လိုယောက်ျားလေးတယောက်ခံစားချက်ဘလို့နားလဲဟဲ့ဘာဆိုင်လို့လဲရှင်မရဲ့ကောက်တွေကိုရတာရှိဖြောပေးနိုင်ရပြီအဲ့ဒီအရာသာကိုကြောက်တာအရာသာသိသွားမှာဆိုဟဲ့လိုဘာလဲကွာဒီမှာခဏတောက်ထားတဲ့ပေလဲပါလာတယ်ခဏဘေးရှင်းပြီးပြန်တော့ဗျာဘယ်ခင်ရပြီဟာအဲ့လိုလုပ်လို့ရမလားဗျဒါလမ်းဘေးရက်ပုံးဆိုင်မဟုတ်ဘူးမရဘူးဗျခင်ဗျားမှာကေပေးဝေပေးရှင်ခင်ဗျာအဲ့ဒါနဲ့ရှင်းပေးကျွန်တော်ဝေပေးတယ်မရှိဘူးဝေပေးတယ်မရှိဘူးအဲပေးပဲရှိအကူဘာလဲပိတ်တော့လာရှင်ကိုစိုင်းပေါက်သွားလိုက်ဘူးမထီးနဲ့သားကိုမထီးနဲ့ကြောက်လို့မိန်းမတွေနဲ့မတ်သက်ရမှာကိုကြောက်